share ပဲဟဲ့ဆက်မှာကလောငံပြိုင်သေးနဲ့တုတ်မယ်ရက်ဖက်ချင်းနဲ့လက်လေးလို့ဒါတော့ကျက်စုပြုတ်ဘယ်တော့ဝင်ပြီမဝင်နဲ့အဲ့ဒါဘူးဒီမှာမဝင်တော့အခုနားမှုနဲ့နားမှုတငယ်ချင်းကနားမှုအတော်စီရောအတော်တဲကိုအလဲလာနေရပါတော့အခုနားမှုအမိုးနဲ့အမကြီးလဲပါတယ်နားမှုဘောလုံးယူလာတာနားမှုတို့စားတော့ပြီးရင်သူတို့ဂိမ်းလေးကစားပွဲလေးနားမှုတငယ်ချင်းကပေးဆော့မှာမို့လို့ပေါ့နော်အဲဆိုတဲကိုသွားလိုက်မယ်နော်တဖွေးလာလေတဲ့လာချပါဟဲ့ငါလက်ကင်းတော့ထုတ်ထားတယ်ကောင်းရင်တော့အတော်ကဘယ်လောက်စိတ်နေရှိလဲဆိုရင်ကောင်းရင်တော့ကတရက်စိတ်တွေနဲ့အိုဆိုကလစ်ကိုကလည်းအလုံးမဲမင်္ဂလာပါရှိအခုနားမူရဲ့အတော်အထွေးဆုံးတဲကိုရောက်နေပါတယ်နားမူတို့တွေထမင်းတူတူဝမ်းဖွဲ့စားကြမှာပေါ့နော်အမိုးလည်းပါလာတယ်အမကြီးလည်းပါလာတယ်နားမူရဲ့တူတူမလေးလည်းပါလာတယ်ဒီမလေးရေစစ်တောက်ကြမယ်စစ်တောက်မယ်လေရှမ်ဘလာတောက်ကြမယ်တောက်မယ်တရားတစ်လုံးတောက်မယ်သုံးလုံးအထိတောက်လို့ရတယ်တောက်ရင်လားငယ်တွေကလက်ရစားလာတာပဲရေတူမတောက်ရဲပဲနေမှာအခုနားမှုနဲ့နားမှုအမကြီးတောက်တဲ့ဒီရှမ်ဘလာဝမ်းပြောအကျော်ပစ္စည်းရကြတော့သူကဝမ်းချုပ်တက်တဲ့သူတွေအတွက်တဘာဝဆေးဖက်ဝင်ပစ္စည်းနဲ့ဖော်ဆက်ထားတဲ့တိုင်းရင်းဆေးဖက်ဖြစ်ပါတယ်နော်ပြီးရင်သူကဖိုက်ဘာအမြင့်တဲ့အများကြီးပါတဲ့ပစ္စည်းပါတဲ့အတွက်ဝမ်းမှန်စေပြီးတော့ဦးလန်းချောင်းကိုကျန်းမာတက်ရှင်းစေတယ်ပြီးရင်သူကဒီရှမ်ဘလာဝမ်းပြောအကျော်ပစ္စည်းရကြတော့သူနော်ဝမ်းပိုက်ထဲကဦးလန်းချောင်းအစီနဲ့အညစ်အကြေးစုတာတွေကိုဖယ်ရှားပေးတဲ့အတွက်အစီကျစေတယ်ကုလပေးမယ်ဘာလို့ဟိုပါလေပြီးပဲပြီးရမယ်โอเคအဲ့ဆိုငပိရထားဖြော်လိုက်မယ်ငပိရဖြော်ဖို့အတွက်โอเคပြီးတော့ငပိရထားဖြော်မှာငပိဖြော်မယ်ဟိုလေကလော်နဲ့ကလော်မိဖုတ်ထားတယ်ပြီးတော့ဟိုစက်တုံနင်းနဲ့ထောင်းပြီးတော့โอเคငပိရဖြော်လိုက်မယ်နော်โอเคအဲ့ဆိုနောက်မှာအခင်းချင်းလေးတုတ်လိုက်မယ်နေတော့အဲ့ဒါဘာစီးလေဘာစီးလို့ထင်လဲအော်ဝန်းနှုတ်စီးတဲ့ဟဲ့ငါလည်းတိုက်ချောက်တယ်ဟဲ့ငါ့ကိုတိုက်ကြပါဦးဟဲ့ဝန်းနှုတ်စီးရလို့မဟုတ်ဘူးလေဝမ်းပြောအကျော်ပြည်စီအဲ့ဒါကငါ့ကိုတိုက်ကြပါဦးဟဲ့ငါလည်းတော့ဝမ်းချုပ်တက်တာလားဝမ်းချုပ်တက်တယ်ငါဝမ်းချုပ်တက်ရင်တော့တက်အောင်ပေါ့လက်ဆောင်ပေးခဲ့မယ်လေအဲ့တော့ဘယ်မှာကိုပါကိုယူတတ်လိုက်ဘယ်လိုသားလဲဘယ်လိုသားလဲဆိုတော့တတောင်းကနေ3တောက်အထိတောက်လို့ရတယ်ဆိုရင်3တောက်တောက်ကြည့်ပါဟဲ့ဆက်ဆိုင်ချင်းဆိုတော့တတောင်းပဲစမ်းတောက်ကြည့်ပါလားရှယ်ပဲဟဲ့ဆက်မှာကလောဘယ်နဲ့တောင်းတောင်းပါလဲ3တောင်းအေးတေးပြီအဲ့ဒါမှတို့3တောင်းတောင်းမှအဲ့မှာကောင်းပါခင်းချင်းလေးတောက်တော့မယ်နော်ကျက်သူညီလေးရယ်ဒါမြေပဲထောင်းထားတာနဲ့ဒါတော့ပစုံကြောက်ထောင်းထားတာကောင်းကောင်းလေးတုပ်စားမယ်နော်ငံပြိုင်လေးနဲ့တုပ်မယ်ငံပြိုင်လေးထည့်ရတာမောင်လေးထည့်တော့ဖွေးလက်နဲ့ပဲတုပ်တယ်နော်ယူမလားမတို့ယူမလားယူတယ်လားရက်ဖက်ချင်းနဲ့လက်လေးလို့စားဖို့ပဲဆိုတော့တက်ရှင်းပဲစားရမှာလေလက်စီပြီးပဲတုပ်တာပါ
အိုးရှယ်ပဲကလော်နဲ့ပါတယ်ငပိရဖြော်လေးပစုံ6လေးနဲ့ဒါတော့တူးစရာဒါတော့ကျက်စုပ်ပြုတ်ကျက်သားနူးပြီကျက်စုပ်ပြုတ်ဒါတော့ခရမ်းကျင်ဒီတော့ခရမ်းကျင်ဒီကတောက်လို့ဒါပြီးသွားစီထဲဖို့မိနေလို့စီလေးထည့်လိုက်နော်ကဲထမင်းပွဲဟင်းပွဲလေးအစင်လေးဖြစ်ပြီဆိုတော့စားတော့မယ်နော်ကဲဒါတော့ရန်ကုန်နမ်းမရဲ့တငယ်ချင်းပါအဲ့တော့အမကြီးကဲနမ်းမရဲ့တူမလေးသူလည်းထမင်းစားမယ်တဲ့ဒါနမ်းမရဲ့ခလေးနမ်းမရဲ့အမိုးနဲ့အတော့အသေးဆုံးကဲဒါလည်းနမ်းမရဲ့တူပဲSao con nó phụ là tại vì nó má là người ta khi cho phải tập này cô là cha bé sao chơi chơi là phàm Amen ကဲအကြမတာပေါ်ရတဲ့အတာဖြစ်တယ်ညာလို့ညာအနိမပေါ်on ကနေ ခပ်ပေးမယ်အဖေစားကြ ဘယ်ကတင်နေနာဘော တာပြီဘော ပေါ်ညာတီအတော့ ai tụ ရွှေအဲ့တယ်ကို ရှင်းတယ်တောင်းကျွေး ခေါ်ကဲပဒညအောင်ဘောလား ဟဘယ်မသိကြရှယ်မယ် မပြေပါတဲ့ ကျဆုပ်ပြုတ်လေးကောင်းလိုက်တာစားကြပါအောင်နော်không biết đâu bố em biết thế nhìn đi động làm sao là thăm mà mình đi tụi mày ngao xem bà làm mà tí à thì muốn nó vì mà bố đâu bây giờ thế chứ Mau đi bỏ ra mà đi. Ôi tại lúc đó. nó có cái đó khá nữa hả? Tầm này. Bỏ lông cả trên trên đi về thì bỏ lông ở tụi nó cả em lùm nhận nhận là quẩy bí đó cái à mà bọn nó ai chẳng
အဲ့လိုခွဲရမှာမလို့ချင်းချင်းလေးပဲလုပ်ပေးထားတာဒီဘောလုံးကဲအခု ဒီဘောလုံးတော့ဝဲဟဲ့ ဘောလုံးအလယ်မှာထားထားမယ်စုကြီးက9000ဟိုဘက်ဒီဘက်ကိုအရင်ကိုတဲ့အတွက်စုကြီး9000ရမယ်မျက်လုံးကိုအဲ့လိုမျက်နှာမခွာရဘူးနော် မခွာဦးဒီတမ်းကြည့်ထားလိုက်ပါ အဲ့ဆိုဆက်လိုက်ရပြီ စားပြီလား ရပြီ ရပြီလေဘောလုံး အေးမျက်နှာမ ဒီ ခွာရ ကိုဒီကိုမကြီးဒီကိုရပြီလေအေးကို တို့ဘွားရဒီ စကြီးအော်โอเคโอเค ကနမထွေးဆနော်ဖျောင်းလာ မလုံးနဲ့အောင် ဘယ်လေရကြရတယ်ဒီဘာတမျိုးဟဲ့ဘာတို့ချင် အာဒီလို I love you baby အဲ့ရတီတူ I love you baby တော်တီတူတမကွာဒစတော့တာ နေ တော့တင်းနေတယ်တတိကတွေ့ကြတာသူကတင်းလို့လေဒါကပူညောတာနေနော် ပြောတဲ့နူပလောဝဟဲ့ အဲ့ဒီဖျောင်းနိုင်ကိုဘူးတဲ့ရောနော်ဘူးတဲ့ကိုဝင်အောင်ထည့်မယ်အကုန်လုံးဝင်အောင်ထည့်ရမယ်ဝင်သွားပြီဆိုလို့ရှိရင်နိုင်ပြီ Okay နော် ပထမဦးဆုံးဝင်တဲ့သူနိုင်မယ်1 2 3မလေး ဝင်ပြီ မဝင်သေးအကုန်ကြီးမဝင်သေး ဒုက္ခပဲ ဝင်ပြီးမလားရ ဟုတ် မဟုတ်ဘူးဆက် ဝင်ပြီလေ ဝင်ပြီး အကောင်မဝင်သေးဘူးဆို ဝင်ပြီဒီကတော့ဝင်တာချပြီအဲ့ဒုက္ခဝင်ပြီလေ ရတော့ရနေမကဲ 1 2 3 တင်းလို့ဘာလို့ဖော်လို့ဝါစို့နော် ဘာတော့အလက်နဲ့မကန်ရဘူးနော် အေးဘဘတူလိုက်ဘဘတူလိုက်လေကြာကြီး ဝင်သွားပြီ ဒီမှာမဝင်တော့ဘူး ချစ်ပွေးရ တက်ဒီလေလက်နဲ့မပေးဘူးအချင်းချင်းနှာခေါင်းနဲ့ပဲညက်မယ်ညက်ပြီးတော့ဒီနှာခေါင်းဒီတဲ့ထက်ညက်ပဲတော့ အချင်းတက်မဲ့နော် ကျူလို့ပြတာ ဒီဘောတော့တဲ့ဒီလေထား ငါလို့ရ ဒီဘောတော့မတကြီး ဒီကမှာမနာ မလေးပြောင်းနိုင်တယ်ဒီမှာတလီလို့နော်အဘူလက်ထက် အေးသူ့လက်ကြရအောင်ယူတယ်ဟဲ့အေးတမီးအစားရပြန်လို့ လာဆိုင်မနူအပူလို့လို့အော် လောနော်ချင်းနေတယ်ဟဲ့ပကပကတို့တော့တော့ဟဲ့ဘီလောနော်ချင်းနေကစော့နေတယ်ဟဲ့ နေဖော်တဲ့နေတာကစား ဒီတော့ပြန် စီရတယ်လာလာ ကဲဒါဆိုရင်နောက်မလို့လာလေတာပြောတယ်ကစားလဲကစားရတယ်ဆိုတော့ပြန်တော့မယ်နောက်တော့ဖို့ ဟေးနေရငါ့တပူပဲပေးတယ်နေတာဝဟဲနောက်တပူ Okay ပေးမယ်ဒါဆိုရင်နောက်မလို့ဗီဒီယိုလေးကိုဒီလောက်ပဲရေးလိုက်ပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေကြိုင်လဲထပ်ကြည့်ကြမယ်နော်တတာ